โอเคအားလုံးပဲမင်္ဂလာပါကျွန်တော် CK လောက်ထရီထဲမှာ5ချက်ပေါက်ဖဲကိုပြပေးမယ်ပေါ့နော်တချို့မသိတဲ့အတွက်ကြောင့်မလို့ဒါမစော့ပြကြအောင်ကျွန်တော်တို့ slot တွေပဲစော့နေကြတယ်ဒီဖဲထဲမှာကျွန်တော်တို့5ချက်ပေါက်ပါတယ်5ချက်ပေါက်ကကျွန်တော်တို့အပြင်တိုင်းပဲဗျဒီ V8 ထဲမှာဒီအပေါ်ဆုံးကပူပူဆိုတာပေါ့နော်အဲ့ဒါ5ချက်ပေါက်ပဲ5ချက်ပေါက်အခန်းပေါ့နော်โอเคကျွန်တော်နဲ့အတူဆော့ကြည့်အောင်ကျွန်တော်မှာ3900တော့ရှိတယ်ဗျOh my god! Wow! တန်နေတော့ကျွန်တော်ရှော့လိုက်ပါဦးမယ်စတဲ့ဝင်အားမှာလည်းဒီဖြစ်ဒီရှော့ရဟဲ့ဒီနေ့မှရှော့ဆက်လို့ Game starts. Come 3 times. Non snatch. အေးဒီမှာဆိုရင်ကျွန်တော်ဒါလိုက်စပါနဲ့စားနေဆိုတော့ကျွန်တော်နှစ်စနဲ့ဆော့မယ်ပေါ့နော်အော်ဒီမှာဆိုရင်ဒီမှာ10 QG A4 ဆိုတော့ကျွန်တော်4ပေါက်ပေါ့နော်4ပေါက်ကျွန်တော်4ပေါက်ရှိ What the fuck? မယ်ဒိုင်ကဒီမှာဘီကြနေတဲ့ကောင်ဒိုင်ပဲသူဘယ်နှပေါက်ရှိမလဲဟောဘူကြီးဒီကောင်ပြတ်တယ်ကျွန်တော်4ပေါက်ဟာဒိုင်ကလည်းဘူကြီးပဲဆိုတော့ကျွန်တော်စားခံရမယ်ပေါ့နော်ဟာဒိုင်ကဘူ3စားနေဟေးဝမ်းနာတာလိုက်တော့